ဇလန်ကိုမုံတိုင်းတစ်ခုနဲ့စတင်ထားပါတယ်ပကြီးဆရာဒေးဗစ်ဒရေတန်သူ့ရဲ့သားလေးဘီလီနဲ့အိမ်နီးချင်းဘရက်နော်တန်တို့ဟာမိန်းပြည်နယ်ကသူတို့ရဲ့ရေကန်ဘေးကအိမ်မှာမုံတိုင်းကြောင့်ပျက်စီးသွားတာတွေကိုလိုက်ကြည့်နေကြပါတယ်အဲ့ဒီချိန်မှာပဲရေကန်ဘေးကနေထူးဆန်းပြီးအရန်ပစ်ခဲတဲ့မြူလူကြီးတစ်ခုဟာသူတို့စီကိုလိမ့်တက်လာပါတယ်ဒါကြောင့်ဒေးဗစ်တို့သားဖားနဲ့ဘရက်တို့ဟာလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်မြို့ထဲကကုန်စုံဆိုင်ကြီးစီကိုထွက်လာခဲ့ကြပါတယ်ဆိုင်ထဲရောက်နေတော့မှပဲထူးဆန်းတဲ့ငွေသက်တွေကြောင့်လူတွေစိုးရိမ်စိတ်ဝင်နေကြပါတယ်ရုတ်တရက်ဆိုသလိုလူတစ်ယောက်ကမျက်နှာမှာသွေးတွေနဲ့ဆိုင်ထဲကိုပြေးဝင်လာပြီးအပြစ်မထွက်ကြနဲ့မြူထဲမှာတစ်ခုခုရှိနေတယ်လို့အော်ဟစ်သတိပေးပါတယ်ခဏအကြာမှာပဲဆိုင်ကြီးတစ်ခုလုံးကိုဖြူရောင်မြူလူကြီးကလွှမ်းခြုံသွားပါတော့တယ်မီးတွေပြတ်သွားပါတယ်အမျိုးသမီးတစ်ယောက်ကအိမ်မှာကြံခဲ့တဲ့သူ့ကလေးတွေကိုစိတ်ပူလို့အပြင်ထွက်ဖို့ကြိုးစားပါတယ်လူတွေကတားပေမဲ့သူမကတော့မြူထဲကိုတိုးဝင်သွားပြီးခဏကြာမှာပဲသူမရဲ့အော်တန်တွေနဲ့အတူပျောက်ကွယ်သွားပါတယ်ဒေးဗစ်ကမီးစက်ကိုသွားဆက်ဖို့အတွက်ဆိုင်နောက်ဘက်ကပစ္စည်းတင်တဲ့နေရာကိုသွားပါတယ်အဲ့ဒီမှာတနခါးကိုတစ်ခုခုကလာရိုက်နေတဲ့အကြားရပါတယ်သူကဆိုင်ဝန်ထမ်းတွေဖြစ်တဲ့မိုင်ရွန်နဲ့ဂျင်ကိုသတိပေးပေမဲ့သူတို့ကဒေးဗစ်ကိုအယူလို့ထင်နေကြပါတယ်သူတို့ကလေဝင်ဘက်ကိုစစ်ဖို့အတွက်တကားကိုခါလိုက်တဲ့အချိန်မှာပဲအေယာမရှေးဦးတရဝါကြီးတွေရဲ့ရေပွဲလက်တံလို့အသားဆိုင်ကြီးတွေမြူထဲကနေထွက်လာပါတယ်အဲ့ဒီလက်တံတွေကဆိုင်ထဲမှာရှိတဲ့ကောင်လေးတယောက်ကိုရစ်ပတ်ပြီးအပြင်ကိုဆွဲထုတ်သွားပါတော့တယ်အဲ့ဒီတော့မှမြူထဲမှာရှိနေတာဟာမြူတွေတွေမကပဲကြောက်စရာကောင်းတဲ့တရဝါကြီးတွေဆိုတာအားလုံးသိသွားကြပါတယ်ဒေးဗစ်ကလူတွေကိုအန္တရာယ်ရှိကြောင်းနားချပေမဲ့အိမ်နီးချင်းဘရန့်ကတော့ဒါကိုနတ်ဆိုးပုံမြင်လို့ပဲသတ်မှတ်ပြီးမယုံကြည်ပါဘူးသူကလူနှဲငယ်ကိုစူးစီးပြီးခါးမှကြိုးချီကအပြင်ထွက်ဖို့ကြိုးစားပါတယ်ဒေးဗစ်တို့ကဆိုင်ထဲကနေကြိုးကိုကင်ထားရင်ကြည့်နေတော့မှပဲကြိုးကရုတ်တရက်တင်သွားပြီးပြတ်ကျသွားပါတယ်သူတို့ကြိုးကိုပြန်ဆွဲတင်လိုက်တဲ့အခါမှာတော့ခါးအောက်ပိုင်းမှာကြံတော့တဲ့လူတစ်ယောက်ရဲ့အလောင်းကိုပဲတွေ့ရပါတော့တယ်ဆိုင်ထဲမှာလည်းမြူရဲကတက်တော်တွေထက်ကြောက်စရာကောင်းတဲ့လူသားဘလူးတစ်ကောင်စတဲ့နှိုးထားလာပါတယ်သူကတော့ဘာသာရေးအယူသီးသူမစ်ကာမိုဒီပါသူမကဒါဟာလောကကြီးပျက်စီးမဲ့နေဖြစ်တယ်လို့ဟောပြောပြီးဖျားသခင်ကရစ်ပူဇော်မှုကိုအလိုရှိနေတယ်လို့လူတွေကိုစတင်တွေးထိုးပေးပါတော့တယ်ညရောက်လာတဲ့အခါအေယာမမျိုးပြောင်းအင်းဆက်တွေနဲ့ငှက်ဆိုးကြီးတွေကစိုင်မှန်တွေကိုလာတိုက်ပါတယ်မှန်တွေကွဲချေသွားပြီးစိုင်ထဲမှာတိုက်ပွဲအကြီးကျယ်ဖြစ်ပါတယ်အင်းဆက်တွေရဲ့အစိတ်ရှိတဲ့အဆွဲတွေကြောင့်လူတော်တော်များများသေဆုံးဒါမှမဟုတ်မီးလောင်သလိုဒဏ်ရာတွေရကုန်ကြပါတယ်ဒဏ်ရာရတဲ့သူတွေကိုကုဖို့ဆေးဝါးတွေလိုအပ်လာတာကြောင့်ဒေးဗစ်ကဘေးနားကဆေးဆိုင်စီကိုအဖွဲတစ်ခုနဲ့သွားပါတယ်ဆေးဆိုင်ဟာတင်ချိုင်းကုန်းတစ်ခုလိုပါပဲအဲ့ဒီမှာစစ်တပ်ကစစ်သားတွေကိုပင့်ကူအိမ်တွေနဲ့နံရံမှာကတ်ထားတာကိုတွေ့ရပါတယ်တယောက်ကအသက်ရှင်နေသေးပေမဲ့သူ့ခန္ဓာကိုယ်မှာတော့ထောင်ပေါင်းများစွာသောပင့်ကူလေးတွေခိုးအောင်နေပါတယ်ဒေးဗစ်တို့အဖွဲ့ဟာအေယာမပင့်ကူကြီးတွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာပြီးဆိုင်ထဲကိုပြန်ပြေးလာခဲ့ရပါတယ်အခုဆိုရင်လူတွေဟာကြောက်စိတ်ကြောင့်စိတ်ဓာတ်တွေပြပြနေပါပြီမစ်ကာမိုရီကလူတွေရဲ့ကြောက်စိတ်ကိုအသုံးချပြီးငါ့ကိုတော့ဒီတက်တော်တွေကမထီဘူးလို့ပြောကနောက်လိုက်တွေစူးစောင်းပါတယ်စစ်တပ်ကစစ်သား2ယောက်ဟာအပြစ်မကင်းစိတ်နဲ့ကိုတက်တည်သွားတဲ့အခါကြံနေတဲ့စစ်သားဂျက်ဆတ်ကိုလူအုပ်ကြီးကဝိုင်းဖမ်းပါတယ်မစ်ကာမိုရီရဲ့နောက်လိုက်တွေကအဲ့ဒီစစ်သားကိုဓာတ်နဲ့ထိုးပြီးရစ်ပူဇော်ခြင်းအဖြစ်ဆိုင်ပြန်ဘက်ကိုပစ်ထုတ်လိုက်ပါတယ်မြူတွေကတက်တော်တွေဟာသူ့ကိုချက်ချင်းပဲဆွဲသွားပါတယ်ဒေးဗစ်ကအချိန်လေးကိုရိပ်မိသွားပါတယ်ဆိုင်ကြီးကအခုဆိုရင်ဘေးကင်းတဲ့နေရာမဟုတ်တော့ပဲအတွင်းထဲမှာလူသမားတွေရှိနေတဲ့လှောင်အိမ်ကြီးဖြစ်သွားပါပြီဒေးဗစ်ကစိတ်မှန်သေးတဲ့လူတစုကိုစူးစီးပါတယ်သူ့သားလေးဆီယာမာလေးအမန်ဒါနဲ့ဆိုင်မန်နေဂျာအိုလီတို့ပါဝင်ပါတယ်ဒါပေမဲ့မစ်ကာမိုရီကလမ်းပိတ်ပြီးဘီလီလေးကိုတက်ဖို့အတွက်လူအုပ်ကိုအော်ဟစ်ခိုင်းပါတယ်သူမလှုပ်ဆောင်နိုင်ခင်မှာပဲအိုလီကတနက်နဲ့ပြတ်တက်လိုက်ပါတယ်သူတို့ဖွဲ့ဟာဒေးဗစ်ရဲ့ကားစီကိုအပြေးသွားကြပါတယ်။လမ်းမှာအိုလီနဲ့တခြားလူအချို့ဖမ်းခံလိုက်ရပြီးဒေးဗစ်၊ဘီလီ၊အမန်ဒါနဲ့တက်ကြီးရွယ်ကို2ယောက်ပဲဆပ်ကားတွေကိုရောက်သွားပါတယ်။ဒေးဗစ်ကပျက်စီးနေတဲ့မြို့တွေကနေကားမောင်းထွက်လာပါတယ်။သူ့အိမ်ရှိကိုဖျက်တဲ့အခါမှာတော့သူဇနီးကပင့်ကူအိမ်တွေကြားထဲမှာတေဆုံးနေတာကိုမြင်လိုက်ရပါတယ်။သူတို့တောင်ဘက်ကိုဆက်မောင်းလာရင်တိမ်တွေထဲထိမြင့်တဲ့အေယာမခြေတံရှည်တက်တော်ကြီးတွေကိုမြင်တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ကားကစီကုံသွားပါတယ်သူတို့ဟာမြူရဲကအော်ဟစ်တန်တွေကိုနားထောင်ရင်းတိတ်ဆိတ်စွာထိုင်နေကြပါတယ်သူတို့စီမှာတနက်တစ်လက်ရှိပြီးကြီးစံ4000ပဲရှိပါတယ်ဒါပေမဲ့လူက9ယောက်ဖြစ်နေပါတယ်ဒေးဗစ်ဟာကြောက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်ကားထဲမှာတနက်တန်4ချက်ထွက်ပေါ်လာပါတယ်ဒေးဗစ်ဟာသူ့သားလေးနဲ့တကယ်ချင်းတွေကိုတတဝါရီလက်ထဲမှာရရဆက်ဆက်အသေးမခံရစေဖို့သူ့လက်နဲ့ကိုယ်တိုင်တက်လိုက်ရတာပါသူဟာကားထဲကနေထွက်လာပြီးတတဝါကြီးတွေကိုသူ့ကိုပါတက်ပေးဖို့အော်ဟစ်တောင်းဆိုနေပါတယ်အဲ့ဒီအချိန်မှာပဲတုံခါစံကြီးတစ်ခုကိုကြားလိုက်ရပါတယ်ဒါတတဝါကြီးမဟုတ်ပါဘူးမြူရီကြားထဲကနေစစ်တပ်ကတင်ကားကြီးတွေထွက်လာတာပါစစ်သားတွေကမီးလောင်ပုံးတွေနဲ့မြူရီကိုရှင်းလင်းနေပါတယ်သူတို့ရဲ့နောက်မှာတော့ကယ်တင်ခံရတဲ့သူတွေပါလာတဲ့ကားကြီးရှိနေပြီးအဲ့ဒီထဲမှာဇလန်းဆာကထွက်သွားတဲ့အမျိုးသမီးကိုလည်းဘေးကင်းစွာတွေ့လိုက်ရပါတယ်မြူရီယာတဖြည်းဖြည်းလွင့်စင်သွားပါပြီဒေးဗစ်ကနောက်ထပ်2မိနစ်လောက်စောင့်ခဲ့ရင်သူတို့အားလုံးအသက်ရှင်မှာပါဒေးဗစ်ဟာလမ်းလေကောင်မှာဒူးထောက်ပြီးနောင်နာတွေတောကတွေနဲ့အော်ဟင်ကိုကြွရင်ဇလန်ပြီးဆုံးသွားပါတယ်